မောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗကဝတောလူနာမြမတတ္တဝါပေါင်းတို့ဤပူဇော်ထုကိုခံယူတော်မူတိုင်းပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးချက်ဓမ္မစက်ကိုလေမခရီရောက်တော်မိမညေယငါတမကြွကြမဲ့အမမေမေကိုယ်တော်တိုင်းတို့တွင်ရဲ့သိမြဲတော်မူထိုက်ပါပေထသောတသဗကဝတောအိတရိယဓမ္မစတိပြခေါင်းကိုယ်ပါနှင့်ပြည့်စုံတော်မူသောတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားအဟံသစ္စာလေးရာစေရသာ၍တိယအာထောအကျွမ်းနောက်သည်နမောဒုက္ခသစ္စာဧခန္ဓာဤနောင်လာစာတိပြမရှိရနိုင်ပြုရသောမြတ်စွာရောက်မှုအာယုပြု၍ကရုကရဝပဏာမဖြင့်ဥရှာဝန္ဒနာရှိခေါ်ပါ၏မြတ်စွာဘုရား